ဇောတိကတထေးကြောင့်ပြောခြင်းတယ်အလွန်နာမည်ကြီးလွန်းလို့လူတွေကတထေးကိုလာကြည့်တယ်ဗိမိတာရမင်းတော့အလှည့်မကြဘူးတော်တော်နဲ့ဒါဘိင်ကြီးကနောက်တော့သွားကြည့်တာပေါ့နာမည်ကြီးလွန်းလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နာမည်ကြီးနေတယ်ဆိုအဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါက်စားလိုက်သွားတယ်လို့ဆိုတယ်ဟိုရောက်တဲ့အခါကျတော့ဒီကြောက်တွေဖမ်းတွေဝင်းထိန်နေတာတွေပဲခင်းထားတဲ့အခါတော့ကြောက်တွေပါတွေလို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဲဘူးတဲ့ဘိင်ကြီးကဟုတ်လားအဲ့ဒါကျွန်မလက်လှမ်းပေးတာတော့မှကျွန်မဟိုတောင်တထေးကြီးရဲ့ကြောထင်းပြီးတော့ तू ကရှက်နေတယ်လက်မကင်ရဲဘူးတဲ့အများကြီးပါပဲရေးထားဖြစ်ချင်တော့ဒီအဇာတတက်ကအဲ့ဒါလက်ဆွဲရင်းနဲ့အော်အလွန်ကြီးကျယ်ခမ်းနားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘရင်ဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတထေးကဘယ်နဲ့ကြောင့်ဒီလောက်ကြီးကျယ်နေတာတော့ငါရှင်ဘရင်ဖြစ်တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်တခါတည်းစဉ်းစားတယ်သူကလည်းဟုတ်လားအဲ့ဒါနဲ့နောက်တထေးကတော့မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘရင်ကြီးရဲ့ခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနံ့ကြောင့်မလို့မျက်ရည်ကျတယ်တဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလို့ပါအောင်မင်းတထေးကတော့ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလားဗိမိတာရမင်းကြီးကသဘောမပေါက်ဘူးမဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနံ့နေကြောင့်မလို့နူးညံ့လွန်းလို့မျက်ရည်ကျဟုတ်လားအဲ့ဒါနဲ့ဗိမိတာရမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတယ်ဒီကြောက်အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကျွေးတော့မင်းကြီးကစားကောင်းနဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘောနဲ့ပြီးတော့ပြဿနာတက်ရင်သူတရားခံဖြစ်မှာဆိုလို့ဇောတိကအလွန်ကိုချမ်းသာတာပေါ့နော်အဲ့ဒါနဲ့ဘုရင်ကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါတယ်ဗိမိတာရမင်းရဲ့နောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတထေးကတော်ကိုတို့ရှင်ဘရင်လာတယ်ဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်ဘရင်ဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်ဘရင်ဆိုတာတို့ကိုအစိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်အော်ကျုပ်တို့ကိုအစိုးရတဲ့လူကရှိသေးသလားပေါ့ကျုပ်တို့ကသူများလက်အောက်နေရတာလားပေါ့အဲ့လိုဆိုရင်ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ဟာပြုခဲ့ဟန်တူတယ်ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံကြည်ထက်တန်မပြုခဲ့လို့ကိုယ်အစိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တောင်ဝမ်းနေသွားတယ်တဲ့အဲ့ဒီတထေးကတော့ဟုတ်လားအဲ့ဒါနဲ့နောက်တော့အတူချုပ်ပြီးတော့ပဲဘုန်းတို့ပြောတာပေါ့နော်အဇာတသက်ရှင်ဘရင်ဖြစ်လာပြီဆိုရပါစို့အဲ့ဒါရှင်ဘရင်ဖြစ်လာတော့သူဦးစားပေးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းကတခုပဲအဲ့ဒါသွားသိမ်းတယ်စစ်အင်္ဂါတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေးကြီးမြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့တရားနာတယ်တထေးမရှိဘူးသူ့ရဲ့အိမ်တကားဒီအိမ်အုတ်တိုင်းတွေကဒီဖန်နေမှန်နေနဲ့လက်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ဒီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ဆင်တွေမြင်းတွေကကြောက်လန့်ပြီးတော့အကုန်ပြန်ပြေးဇာတတက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲသူကလည်းထင်တယ်အဲ့ဒါနဲ့ပြေးရင်းနဲ့သူကလည်းဘုရားကျောင်းတော်ရောက်သွားတဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေးကြီးကိုတွေ့တော့သင်ရဲ့လက်အောင်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့သင်ကတော့ဒီလာပေါ်တရားနာခြင်းဟာစောင်းနေသလားပေါ့အဲ့ကျွန်တော်ဇောတိကတထေးကြီးအရှင်မင်းကြီးကျွန်တော်အိမ်ဘာလို့သွားတာတော့ငါမင်းအိမ်ကိုသိမ်းယူမလို့တစ်သွားထိုးတာပေါ့မင်းကြီးတဲ့ကျွန်တော်အိမ်ကိုသိမ်းဖို့မပြောနဲ့တဲ့ကျွန်တော်မပေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးလောက်တော့မင်းကြီးယူလို့မရဘူးအဲ့လိုပြောတဲ့အခါကျတော့ဇာတမင်းကြီးကမယုံဘူးမယုံလို့ရှိရင်ထင်ရှားအောင်ပြမယ်လက်10ချောင်းမှာလက်စွပ်တစ်ချောင်းတကွင်းစီဝတ်ထားတာပေါ့နော်လက်စွပ်10ကွင်းဟုတ်လားတမင်းကြီးဒီလက်စွပ်ကိုကျွန်တော်မင်းကြီးကိုမပေးဘူးတဲ့ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြွဘူးတဲ့ဇာတမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာတော့ရေးထားတာဘုံတော့ကောင်းကောင်းမှတ်ပြီးတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘုရင်ကဒီလက်စွပ်ကိုကြွအောင်မချွတ်နိုင်အဲ့ဒါနဲ့ချွေးတွေပါတွေပြန်နေပြီဆိုတော့မှအကိုင်မင်းကြီးပင်ပန်းပါဝယ်လဲတော့ပစိုးဖြန့်လိုက်ပါဆိုဖြန့်အဲ့လက်10ချောင်းလုံးအောက်ကိုစိုက်ချရတာလက်စွပ်တွေအကုန်လုံးအောက်ကိုသူလျှော့ပြီးတော့ကြာပါတယ်သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးဒါ तू ကကောင်းမှုကိုပြုစဉ်အခါတုန်းကဆူတောင်းနဲ့တွဲပြီးတော့ तू ကပြုတာအဲ့ဒီမှာတခုထူးခြားတာဒီဖြစ်ရကသူ့အတွက်တော့အလွန်ကောင်းတဲ့ဖြစ်ရတခုပေါ့ဘာလို့ဆိုတော့ तू အလွန်တန်ဝေကရသွားတယ်လောကီစီးစဉ်ဆိုတာရန်အလွန်များတယ်ပေါ့နော်အဲ့ဒါနဲ့ပါရမီရလည်းပါခဲ့တဲ့ပုဂ္ဂိုလ်ကောင်းမှုကိုလည်းအထွတ်ထိပ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒါမြတ်စွာဘုရားဒီမှာယဟန်ပြုခွင့်တောင်းမင်းကြီးကိုလည်းတခါတည်းသူ့တိုင်းပြည်ကတထေးဆိုတော့မင်းကြီးကိုခွင့်တောင်းရမယ်ဝတ္တရားရှိတော့ခွင့်တောင်းတယ်ပေါ့သူ့ကို
နော်ယဟန်ပြုခွင့်ပေးပါဆိုတော့ဇာတတက်ကလည်းဝမ်းမြောက်ဝမ်းသာပေးတာပဲဒီစီးတိမ်တွေသူရမယ်ထင်နေတာသူလည်းယဟန်ပြုသွားရောအဲ့ဒီစီးတိမ်တွေအဲ့ဒီဟာတွေအကုန်လုံးကွယ်သွားတယ်နဲ့တွေဖန်ဆင်းပေးထားတာတွေသူစီးတိမ်တွေအကုန်ကွယ်သွားတယ်သူလည်းယဟန်နာဖြစ်တယ်ဘာကြောင့်သူဟာဒီလောက်ကြီးကျယ်တဲ့နော်အကျိုးရလက်တွေအံ့ဩစရာကောင်းလောက်တဲ့ဖြစ်ရက်တွေနဲ့နော်အမွှန်းတင်နေတဲ့သူ့ဘဝဘာကြောင့်ဒီလောက်ကြီးကျယ်တယ်လဲကောင်းမှုအထူးပြုခဲ့တာပဲနော်ဇောတိကတတိအကြောင်းကအလွန်တော့ထင်ရှားပါတယ်အထူးသဖြင့်ဒီလေဒီဆိုတော်ဘုရားကြီးရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာနော်နိဗ္ဗာန်ကိုဒါရိုက်ရှုတောင်းတာနဲ့နိဗ္ဗာန်မရခင်မှာဘဝတန်တရားမှာချမ်းချမ်းသာသာနော်ကောင်းကျိုးချမ်းသာကိုရပါရစေလို့ရှုတောင်းတာနဲ့ဘယ်ဟာကောင်းလဲဆိုတဲ့နေရာမှာသက်တည်ပြခံရတဲ့ဖြစ်ရက်ပေါ့နော်သူတို့ညီကိုနှစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဘဝတစ်ခုကအဲ့ဒါပြည့်စေကဗုဒ္ဓရှင်မြတ်တပါးကိုသူတို့ကကြံစိုက်ပြီးတော့စားရတာဆိုတော့အဲ့ဒီတော့ကဘာလို့လဲဆိုတော့ကြံလှူတာဖြစ်ရက်ကိုအသေးသေးပြောနေလို့ရှင်တရားရှိလိမ့်မယ်နောက်ထပ်ပြောနေတာလည်းအများကြီးရှိတယ်ဟုတ်လားအဲ့မှာကြံလှူခဲ့တဲ့အခါကျတော့အကိုဖြစ်တဲ့ပုဂ္ဂိုလ်ကတော့အရှင်ဘုရားတို့သိတဲ့တရားသိပါရစေဒါပဲအဲ့ဒီညီဖြစ်မဲ့ဇောတိကဖြစ်မဲ့ညီဖြစ်တဲ့လူကတော့ရှင်ဘုရားတို့သိတဲ့တရားကိုသိပါရစေဒါပေမဲ့လို့တော့မသိသေးခင်မှာဒီဘဝတန်တရားမှာချမ်းချမ်းသာသာနေပါရစေသူဘဝတန်တရားရဲ့ပုံမှာနိဗ္ဗာန်ကိုလည်းသူရကျင်တယ်ဒါပေမဲ့ဘဝတန်တရားပုံမှာမမောတဲ့စိတ်လည်းရှိနေတယ်ပေါ့ဟုတ်လားအဲ့ဒီစိတ်နဲ့ဆူတောင်းတဲ့အတွက်ကြောင့်ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာအဲ့ဒီညီကိုနှစ်ယောက်ဟာညီကိုနှစ်ယောက်ပဲပြန်ဖြစ်တယ်နော်အဲ့ဒါအကိုဖြစ်တဲ့လူကတော့သူ့ရဲ့စိတ်ဓာတ်ကိုအစားရှင်ဘုရားတို့သိတဲ့တရားသိပါရစေဆိုတဲ့ဆူတောင်းကိုကြည့်ရင်သိနိုင်တယ်လေအဲ့ဒါနဲ့ဝိပဿနာမြတ်စွာဘုရားဒီမှာယဟန်ပြုပြီးတော့ယဟနာဖြစ်သွားတယ်အဲ့ဒါညီကတော့ဒီမှာမပြုတ်နိုင်ဘူးဒီစည်းတိမ်နေတဲ့မှာပဲနေတယ်အပရာဇိတတဲ့သူ့နာမည်ကတထေးကြီးပါပဲဘလောက်ထိ तू ကတရားတရားကောင်းတယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာ तू ပြုခဲ့တဲ့ကောင်းမှုပေါ့နော်အဲ့ဒါနဲ့သူ့ကိုကမင်းမြတ်စွာဘုရားသတင်းသုံးဖို့ကန္နကုရီကြီးဆောက်ပြီးတော့လှူဆိုတော့ကန္နကုရီတိုက်ကြီးဆောက်လှူနော်အဲ့ဒါနဲ့တရားနာလာစေခြင်းလို့ဆိုပြီးတော့ကြောင်းမှာ तू ကစေတနာပစ္စည်းတွေကျဲထားတယ်တရားလာနာတဲ့လူတွေဟာနော်ဒီပစိုးနယ်မှာနဲ့တော့ထုတ်မသွားနဲ့ပေါ့လက်နဲ့တနိုင်ယူသွားလို့ရတယ်သူစေတနာဘလို့စဉ်းစားလဲဆိုတော့လူတိုင်းတရားရှိတာမဟုတ်ဘူးပေါ့နော်တရားနာခြင်းလို့လာနာတဲ့လူရှိတယ်လို့ဒီဥစ္စာပစ္စည်းကိုလိုချင်တဲ့စိတ်နဲ့လာတဲ့လူရှိမှာပဲလာပါစေလာတော့ကတော့ဥစ္စာပစ္စည်းလိုချင်လို့လာတာပဲဒါပေမဲ့ဒီကြတရားနာလို့ရှိရင်သူတို့အတိအမြင်ပြောင်းသွားနိုင်တယ်တယောက်ပဲပြောင်းနှစ်ယောက်ပဲပြောင်းဥစ္စာပစ္စည်းဆိုတာဒီလောက်ကြည်တန်ဖို့ရှိတာမဟုတ်ဘူးသူတို့အတိညာရဖို့ကအရေးကြီးတယ်ဆိုတဲ့စိတ်ထားအဲ့ဒါ तू က9ရက်တိတိအဲ့လိုဥစ္စာပစ္စည်းတွေကိုအကုန်လုံးကြောက်တံပရမတွေကျဲထားတာပေါ့ကြောင်းထဲမှာတခုကတော့ तू တော်တော်မြတ်နိုးတယ်တဲ့မြတ်စွာဘုရားရဲ့အယောင်တော်နဲ့ပေါင်းပြီးတော့နော်အလွန်တင့်တယ်တဲ့အယောင်ဖြစ်အောင်ဆိုပြီးတော့နော်တခွားသီးသေးလောက်ရှိတယ်ဗရမများပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့ပလင်ချီရင်းမှာပဲပူဇော်ထားတာအဲ့ဒါကိုတော့ဘယ်သူမှမယူပါစေနဲ့လို့သူ့စိတ်ထဲမှာအဲ့လိုဖြစ်တယ်အဲ့ဒါဒီနေ့တော့ဒီမိစ္ဆာယူဝါဒရှိတဲ့ပုံနာတယောက်ကတထေးကအဲ့လိုလုပ်တဲ့ယတနာသွားယူမယ်ဆိုပြီးတော့ဒီပြင်ဟာမယူဘဲနဲ့အဲ့ဒါမြတ်စွာဘုရားနဲ့မရောက်မလဲချင်းကပ်ပြီးတော့အဲ့ဒီဗရမများကိုရအောင်ခိုးသွားတယ်အဲ့ဒါကို तू ကမြင်တဲ့အခါကျတော့စိတ်မချမ်းသာဘူးပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားနော်ဒီပြင်ရက်တွေမှာကြောင်းလိုက်ထဲမှာရှိတာလေသူယူသွားတာဘလို့မှစိတ်ထဲမှာမဖြစ်ဘူးအလွန်လဲဝမ်းသာတယ်ဒါပေမဲ့မြတ်စွာဘုရားအတွက်တပည့်တော်ရည်ရွယ်ထားတဲ့အလွန်တင့်တယ်တဲ့ဒီပဒမြာကြီးယူသွားတော့သူစိတ်ထဲမှာခံရခက်တယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားဝိပဿနာမြတ်စွာဘုရားဘာပြောလို့ဆိုသင်တတိမင်းကကိုယ့်ပစ္စည်းကိုသူများမယူနိုင်အောင်ကိုမကြိုက်လို့ရှိရင်မယူနိုင်အောင်လုပ်တဲ့နေကိုမှမသိပဲကိုစကရိတ်လေးတန်းတာဟုတ်လားအဲ့ဒါနဲ့ तू ကနားလေသွားတယ်ဆူတောင်းတာဒီနေ့ဒီချိန်ကစပြီးတော့နော် तू ပြုရတဲ့ကုသိုလ်ကောင်းမှုတို့ကြောင့်မလို့သူ့ရဲ့ပစ္စည်းကို तू သာမပေးလို့ဘူးဆိုရင်ဘယ်သူမှစံကြီးမင်းတမင်အားစပြီးတော့မယူနိုင်ပါစေတည်းဒီဆန္ဒက तू ကကောင်းမှုနဲ့ပေါင်းပြီးတော့ဖြစ်တဲ့ဆန္ဒမို့လို့ပြည့်ဝတဲ့သဘောပေါ့နော်